Hello မင်္ဂလာပါခုချိန်ကတရက်သီးတွေလည်းပေါ်နေတဲ့ရာသီဆိုတော့တရက်သီးနဲ့ဘာလို့ဆိုင်ကောင်းမလဲစဉ်းစားမိတာနဲ့နေတော့တရက်သီးပူတင်လေးလှူစားဖြစ်ပါတယ်လိုအပ်တဲ့ပစ္စည်းတွေကတော့တရက်သီးမဲနှလုံးနို့ပကြား cornflour ရေတို့ပဲဖြစ်ပါတယ်အရင်ဆုံးပြောင်းကြုံတွေကိုရေနဲ့ဖြော်ပြီးခဏလောက်ဖယ်ထားပြပါမယ်ပြီးတော့ရင်အတုံးတုံးလေးတုံးထားတဲ့တရက်သီးတွေကိုဘလန်ဒါတွေကိုထည့်ပါမယ်နို့နဲ့တကြားကိုပါထည့်ပြီးညနေအောင်ကြိတ်ပေးပါမယ်ပြီးရင်တော့အိုးတွေကိုထည့်ပြီးမီးအလေအလတ်နဲ့စာကြိုပေးပါမယ်ကြိုပေးနေရင်ကနေအနှဲငယ်ပွက်လာပြီဆိုရင်တော့ပြောင်းကြုံဖြော်ထားတာလေးကိုထည့်ပါမယ်ပြောင်းကြုံရေးလေးထည့်ပြီးပြီဆိုရင်တော့အဆက်မပြတ်မှွေပေးဖို့လည်းလိုအပ်ပါတယ်ကြိုပေးနေရင်ကနေအခုလိုပြစ်သွားတဲ့အနေအထားရောက်ပြီဆိုရင်တော့ကိုစားမဲ့ပကံလေးကိုထည့်ပါမယ်ပြီးတော့ရင်တော့ရေခဲတတာထဲမှာ2နာရီလောက်ထားပေးပါမယ်ဒါလေးကတော့2နာရီလောက်ထားပြီးသွားတဲ့အနေအထားလေးပါတရက်သီးရဲ့မွေးချိုတဲ့အရာသာနဲ့နွားနုရဲ့စိမ့်စိမ့်အရာသာပေါင်းစပ်ထားပြီးတလို့စားလိုက်တိုင်းအေးအေးလေးနဲ့အရန်ကိုမှစားလို့ကောင်းတဲ့တရက်သီးပူတင်လေးပါဒီနေ့အတွက်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးသူအားလုံးကိုကျေးဇူးပါ